ထေးချန်ကအောင်မြင်နေတဲ့စီးပွားရေးလုပ်ငန်းရှင်ကြီးတယောက်ဖြစ်ပေမဲ့သူမိမနဲ့ဆက်ဆံရေးကတော့ဆိုးရွားနေပါသည်လက်ရှိမှာတထေးချန်ဂျောင်းတို့စက်ရုံ project အတွက်ဂျောင်းဝန်းတို့ဈေးဝယ်စင်တာဈေးဆိုင်ခန်းတွေကိုအတင်းအကျပ်တရားမဝင်ဖယ်ရှားခိုင်းထားပါသည်အဲ့ဒီမှာနိုဆောင်အလုပ်သမားအလုပ်ရုံကဖယ်ပေးဖို့ညှင်းပယ်နေရကြောင်းတထေးချန်လည်းမန်နေဂျာဘန်ကိုတွားရှင်းခံလိုက်ပါသည်မန်နေဂျာဘန်ကသူတို့ခိုင်းသားတွေကိုခေါ်သွားပြီးနိုဆောင်လက်သမားအလုပ်ရုံပိုင်ရှင်ဂျုံကြီးတို့နှိမ့်ဆက်ချင်းချောက်ပြီးတော့ဖယ်ရှားရဲ့စာချုပ်မှာအတင်းအကျပ်လက်မှတ်ထိုးခိုင်းခဲ့ပါသည်တထေးချန်နဲ့တထေးရန်တို့ကစီးပွားရေးပြိုင်ဘက်တွေလို့ပြောလို့ရပြီးအခုအခါမှာလည်းတထေးရန်ကတထေးချန်ရဲ့ချောင်းတို့စက်ရုံ project ကိုလူယူခြင်းနေပါသည်တထေးချန်ရဲ့ရောက်ခမကိုယ်တိုင်သူတို့ရဲ့ဥက္ကဋ္ဌကြီးဖြစ်နေလို့ရိုးရိုးသေးသေးဆက်ဆက်နေရပါသေးတယ်အဲ့နောက်တော့တထေးချန်ကရောက်ွက်တစ်ခုစီထွက်သွားပြီးညှော်လင့်ချင်းစားတောက်ဆိုင်မှာခောက်ဆွဲဝင်စားခဲ့ပေမဲ့ကရွေးမတွေ့ပဲဖြစ်နေပါသည်အဲ့ဒါကြောင့်အိမ်ပြန်မှုပတ်ဆက်ရှင်တော်မဲ့အချိန်ဖတီးပုတ်ကျောင်းသားလေးကပတ်ဆက်မပါခဲ့လို့တောင်းပန်ပါတယ်ဆိုပြီးဆိုင်ရှင်ကိုပြောကရုတ်တရက်ထွက်သွားပါသည်ဆိုင်ရှင်အဖွားကြီးကဝေကောင်းစားလာတွေနဲ့တထေးချန်ကိုဖတီးပုတ်လေးအတွက်ပါရှင်းပေးသွားဖို့ပြောတာကြောင့်တထေးချန်လည်းဖတီးပုတ်စားသွားတဲ့ငါးပွဲစာကိုရှင်းပေးလိုက်ရပါသည်ဆိုင်ရှင်အဖွားကြီးကစိတ်ကတိကအောက်ဖြစ်ပြီးပြန်သွားတဲ့တထေးချန်အတွက်နောက်ကျရင်လက်ဆောင်ပေးမယ်လို့ပြောလိုက်ပါသည်တထေးချန်ရက်ွက်တနေရာကိုရောက်တဲ့အချိန်ဆေးလေးတောက်ရင်ဖုံပြောနေတုန်းတိုက်ပေါ်ကနေခုနကဖတီးပုတ်လေးကသူ့အပေါ်ကိုပြုတ်ကျလာခဲ့ပါသည်တထေးချန်သတိပြန်ရလာတဲ့အခါမှာတော့လူတန်းဟန်သူ့ကိုចောင်းသားလေးလို့ခေါ်နေကြသလိုသတိမင်းမျောနေတဲ့ဒုက္ခနာကိုကြီးကိုပါမြင်နေရတာကြောင့်လန့်သွားပါသည်မှန်တဲ့ကိုကြည့်လိုက်မှသူဟာဖတီးပုတ်လေးဒေါ်ဟွန်းရဲ့ခန္ဓာကိုယ်ထဲကိုရောက်နေမှသိလိုက်ရပြီးဒေါ်ဟွန်းဟာလက်သမားအလုံးယုံပိုင်ရှင်ဂျုံကြီးရဲ့သားဖြစ်နေပါသည်ဒေါ်ဟွန်းရဲ့ပုံစံအရင်လိုမဟုတ်တော့တာကိုအဖေဖြစ်သူဂျုံကြီးသတိထားမိလိုက်ပေမဲ့ဆရာဝန်ကဥကောင်းတန်ရကြောင်းအနေငယ်အကျဉ်းစရိုက်ပြောင်းသွားတာလို့ပြောပါသည်ဒေါ်ဟွန်းရဲ့ခန္ဓာကိုယ်ထဲရောက်သွားရတဲ့တထေးချန်ကတော့သူ့ကိုဒီလိုဖြစ်အောင်လုပ်လိုက်တာကလက်ဆောင်ပေးမယ်လို့ပြောခဲ့တဲ့ဆိုင်ရှင်အဖွားကြီးဖြစ်နေနိုင်တယ်လို့တွေးမိလိုက်ပါသည်အဲ့ဒါကြောင့်မျောလင့်ချင်းစားတောက်ဆိုင်စီချက်ချင်းထွက်သွားတဲ့အခါမှာတော့အဲ့ဒီနေရာမှာစားတောက်ဆိုင်မဖွင့်တော့တာနှစ်တွေ့ကြာနေပြီဆိုပါသိလိုက်ရပါသည်တထေးချန်လည်းသူ့အိမ်ပြန်သွားပြီးသူ့အကြောင်းတွေမိမဖြစ်သူစောယွန်းကိုရှင်းပြဖို့လုပ်ပေမဲ့စောယွန်းကသူ့ကိုတခိုးထင်သွားပြီးရဲစခန်းပို့လိုက်ပါသည်စောယွန်းကတထေးချန်ကိုအသက်မပြေသေးလို့ဝန်တိမ်မဲပေးလိုက်ပြီးပြန်လွှတ်လိုက်ပါသည်အဲ့နောက်ဆေးရုံပြန်သွားပြီးဒုက္ခနာကိုလည်းပြန်ဝင်နိုင်ဖို့ကြိုးစားပေမဲ့အလုံးမဖြစ်တဲ့အပြင်မန်နေဂျာဘန်ကပါတထေးချန်ကိုစောက်ကလေးဆိုပြီးနှိထုတ်လိုက်ပါသည်အိမ်မရောက်တဲ့အခါဂျုံကြီးကသူ့သားအတွက်အစားအသောက်တွေအများကြီးချက်ပြုတ်ပေးထားတာကြောင့်တထေးချန်လည်းအကုန်မစားနိုင်ဘူးထင်ခဲ့ပေမဲ့ခဏအတွင်းပကံပြောင်စားမိသွားပါသည်နောက်တရက်မှာဂျုံကြီးကသူ့သားတိုက်ပေါ်ကနေပြုတ်ကြတာတာမန်ဟုတ်ရဲ့လားဆိုပြီးကျောင်းကြီးကိုသွားမိတော့ကျောင်းကြီးကအနိုင်ကျင်းတာမျိုးတွေသူတို့ကျောင်းမှမရှိဘူးဆိုပြီးဖိမ့်ဖိတ်ညင်နေပါသည်အဲ့ဒီနေ့တထေးချန်ကျောင်းပြန်တက်ခဲ့ရပြီးတခုခုကိုကြောက်စိတ်ဝင်နေတဲ့ကြောက်ပဲလေးနဲ့လူမိုက်ပုံစံငနေလေးတွေကိုတွေ့လိုက်ရပါသည်နေ့လည်စာစားကြတဲ့အခါဟွန်းချောင်းဆိုတဲ့မိန်းကလေးကိုတခြားကျောင်းသူတွေကဝိုင်းအနိုင်ကျင့်နေကြတာကြောင့်တထေးချန်လည်းဝင်တာပေးလိုက်ပါသည်အဲ့ဒါကြောင့်ထဲဦးဆိုတဲ့ဘူလီကောင်တထေးချန်အောင်ပြဿနာရှာလာခဲ့ပြီးသူစကားတွေကြောင့်ပဲထဲဦးကအရင်ကတည်းကဒေါ်ဟွန်းကိုအနိုင်ကျင့်နေတယ်ဆိုတာသိလိုက်ရပါသည်အခုလဲအရင်ကလိုရမယ့်အထင်နဲ့လာအနိုင်ကျင့်နေရကြောင်းတထေးချန်ပါးတွေရိုက်ပေးလိုက်ပြီးပြန်သွားပါသည်ထဲဦးတို့ကသူတို့တွေပါအရိုက်ခံရတာကိုမြင်သွားတဲ့ကြောက်ပဲလေးကိုရှောက်ပြောမှဆိုလို့အိမ်သားထဲခေါ်ပြီးချင်းချောက်ပါသည်ကြောက်ပဲလေးကိုဘောင်းမိချို့ပြီးဓာတ်ပုံရိုက်ဖို့လုပ်တဲ့အချိန်အိမ်သားထဲကထွက်လာတဲ့တထေးချန်ထဲဦးရဲ့ဖုန်းကိုယူထားလိုက်ပါသည်အဲ့ဒီဖုန်းတွေကဗီဒီယိုတွေကိုစစ်ဆေးကြည့်တဲ့အခါထဲဦးတို့ကတိုင်မှာချိန်နေတဲ့ဖနက်ကိုဒေါ်ဟင်းကိုအနိုင်ကျင့်ပြီးယူခိုင်းလို့တိုက်ပေါ်ကနေပြုတ်ကျခဲ့တဲ့ဆိုတာသိလိုက်ရပါသည်ဘူလီကောင်ထဲဦးမှာသူကြောက်ရတဲ့ဘဲလေးလည်းရှိနေပြီးအဲ့ဒီဘဲလေးကထဲဦးကိုဒေါ်ဟင်းစီဖုန်းအောက်ပါခံလိုက်လို့ပညာပေးနေပါသည်အဲ့အချိန်တထေးချန်ရောက်လာပြီးသူ့ကိုနောက်ခံအနိုင်မကျင်းတော့ဘူးပြောကဖုန်းပြန်ပေးလိုက်ပေမဲ့ဗီဒီယိုကိုတော့အကြက်ကင်မှုတင်ထားခဲ့တဲ့အကြောင်းပြောပြလိုက်ပါသည်တစ်ဖက်မှာတော့တထေးချန်ရဲ့မိန်းမစောယွန်းကတထေးချန်ရဲ့တပည့်နဲ့ဖောက်ပြန်နေတာကိုတထေးရန်တို့ကဓာတ်ပုံတွေရိုက်ထားခဲ့ပြီးအကြက်ကင်နေပါသည်တထေးချန်ဆေးရုံသွားကြည့်တော့မန်နေဂျာဘန်မခိုင်မဲနဲ့သူ့အတွက်လူနာစောင့်ပေးနေတာကိုတွေ့လိုက်ရတာကြောင့်တထေးချန်လည်းသူဟာဒေါ်ဟွန်းရဲ့ခန္ဓာကိုယ်ထဲရောက်နေတာဖြစ်ကြောင်းရှင်းပြလိုက်ပါသည်မန်နေဂျာဘန်မယုံသေးလို့သူ့မျက်လုံးအောက်ကဒဏ်ရာဟာတထေးချန်ကိုကောက်ွယ်ပေးရခဲ့တာဖြစ်ကြောင်းနဲ့ဒဏ်ရာကုသစရိတ်အတိအကျကိုပါပြောပြလိုက်တော့အနေငယ်ယုံကြည်သွားပါသည်မန်နေဂျာဘန်ကတထေးရန်တို့တွေဟာတထေးချန်ကိုလောက်ကျမဲ့သတင်းတွေကြားခဲ့ရတာမို့ညဘက်မှတော့လူနာစောင့်ပေးနေခဲ့တာဖြစ်ပါသည်တထေးချန်အခုတက်နေရတဲ့အကြောင်းမှာစော်ကြီးပွဲတစ်ပွေလည်းရှိနေပြီးအဲ့ဒီစော်ကြီးပဲလေးကဟွန်းချောင်းအောင်မျက်စိကျနေပါသည်ကျောင်းစင်းတဲ့အချိန်ဟွန်းချောင်းကတထေးချန်ကိုဝင်တိုင်းမိပြီးအယုတ်လေးကြားချန်နေခဲ့တာကြောင့်တထေးချန်လည်းအနောက်ကနေလိုက်ပေးပါသည်အဲ့အချိန်ဟွန်းချောင်းရဲ့အမေအန်တီမီဆွန်းကတထေးချန်ကိုဒေါ်ဟွန်းအထင်နဲ့နှုတ်ဆက်နေပေမဲ့တထေးချန်ကတော့အန်တီမီဆွန်းကိုတွေ့လိုက်ရလို့အံ့ဩမြင်သက်နေခဲ့ပါသည်တထေးချန်နဲ့အန်တီမီဆွန်းတို့ဟာလူငယ်ဘဝမှာချစ်သူတွေဖြစ်ခဲ့ကြတာဖြစ်ပြီးနောက်ရက်တွေမှာတထေးချန်ကဟွန်းချောင်းရဲ့သပင်ကိုဆွဲနှုတ်ပြီးတော့ဒီရန်နေစစ်ဆေးကြည့်လိုက်တဲ့အခါမှာတော့သူသမီးအရင်ဖြစ်နေမှန်းသိလိုက်ရပါသည်အဲ့နောက်တော့သူသမီးကိုအနိုင်ကျင့်နေတဲ့ကျောင်းသူတွေကိုခြေတွေလက်တွေချိုးပစ်လိုက်ဖို့မန်နေဂျာဘန်ကိုခိုင်းပေမဲ့မန်နေဂျာဘန်ဒီလိုကိစ္စတွေကိုဟွန်းချောင်းရဲ့အမေနဲ့တိုင်ပင်ကြည့်တဲ့ကြောင်ပြောပါသည်
အဲ့ဒါကြောင့်တထေးကျန်လေသူ့ငှက်ချေဦးလေးအန်တီမီဆွန်းဟွန်းရောက်အနိုင်ကျခံနေရတဲ့အကြောင်းသွားပြောပြတော့အန်တီမီဆွန်းကဘာလို့လုပ်ရမှန်းမသိတော့သူ့ကိုထားခဲ့တဲ့တထေးကျန်ကိုချိန်ဆနေပါတယ်ဒီလိုနဲ့တထေးကျန်ကပဲပြဿနာကိုဖြေရှင်းကြည့်မယ်လို့ပြောခဲ့ပြီးတစ်ဖက်မှာတော့စော်ယွန်းကတထေးရန်ရဲ့ချိန်ချောင်းမှုကြောင့်တထေးကျန်ဟာငွေတွေကိုခိုးယူထားခဲ့တယ်ဆိုပြီးသူ့အဖေဥက္ကဋ္ဌစီမှာလိမ့်လေတိုင်ကြနေပါတယ်တထေးကျန်ကသူ့သမီးနဲ့ယဉ်နီးကျင်တယ်လို့ပြောတော့သမီးနဲ့မယဉ်နီးခင်ဖီးချိုသွေးတို့နဲ့တိတ်ဆုံးနိုင်ကြီးရှိလို့ခန္ဓာကိုယ်ဂယူဆိုင်ဖို့မန်နေဂျာဗန်ကပြောပါတယ်အဲ့လိုနဲ့တထေးကျန်ဝိချဖို့ပြင်ဆင်ခဲ့ပြီးအနိုင်ကျခံနေရတဲ့သူသမီးကိုလည်းဂျင်းစီအတင်းရချက်ခေါ်ကအာကစားနဲ့ကိုခံပညာတွေအတူတူစူးစမ်းလုပ်ခဲ့ကြပါတယ်နောက်ဆုံးမှာတော့ဝိချနိုင်သွားတဲ့တထေးကျန်လည်းကျောင်းသူတွေကြားမှာစော်ကြီးပဲလေးဖြစ်သွားပါတယ်သူသမီးနဲ့လည်းအနေငယ်ရင်းနှီးလာပြီးဖြစ်ပြီးကျောင်းကနေအပြန်မှာဂျုံကြီးကိုအကျွေးရှင်းနေဝိုင်းသမားနေတာမြင်တော့ဝင်ကူညီဖို့လုပ်ပါတယ်တထေးကျန်လူမိုက်တွေကိုထိုးဖို့လုပ်ပြမယ်လေဂျုံကြီးကစိတ်ပူပြီးတော့အတင်းရချက်တားနေရကြောင်းမန်နေဂျာဘန်းကိုအကျွေးရှင်းနေစီလွှတ်လိုက်ပါတယ်မန်နေဂျာဘန်းအကျွေးရှင်းနဲ့သူ့အလုပ်သမားတွေကိုတယောက်တည်းတီးထုတ်ပေးလိုက်ပြီးတော့တထေးကျန်ရဲ့လုပ်ငန်းနာမည်နဲ့ပဲဖျက်လျှောက်ကအကျွေးတွေကိုနည်းနည်းလေးပဲကြံတော့ရှော့ချခိုင်းခဲ့ပါတယ်ကိုခံပညာတွေတင်ထားတဲ့ဟင်းကျောင်းကလည်းအနိုင်ကျင့်တဲ့ကျောင်းသူတွေကိုပညာပြန်ပေးနိုင်နေပြီဖြစ်တာကြောင့်တထေးကျန်ဒီအကြောင်းကိုအန်တီမီဆွန်းတွားပြောပြခဲ့ပါတယ်စကားပြောရင်အန်တီမီဆွန်းကတထေးကျန်ကိုမုန်းနေတုံမဲ့ဆိုတာသိလိုက်ရပြီးအဲ့အချိန်ကစတမာဘိုးတော်တူကအန်တီမီဆွန်းကိုထိကပါကြီးကပါလုပ်နေပါတယ်အဲ့ဒါကြောင့်တထေးကျန်ဝင်ပြောတော့ဘိုးတော်တွေကပြဿနာပိုရှာလာခဲ့ပြီးအန်တီမီဆွန်းရဲ့သပင်ကိုစော်လိုက်တာကြောင့်တထေးကျန်လည်းသူ့ကောင်မလေးကိုဘာလုပ်တာလဲဆိုပြီးအကုန်ပိတ်ထိုးပေးလိုက်ပါတယ်အန်တီမီဆွန်းကတော့အပြည့်အမှုတွေထူးဆန်းနေတဲ့တထေးကျန်ကိုဘသူလဲဆိုပြီးမေးလာတာကြောင့်တထေးကျန်လည်းအဖြစ်မှန်တွေကိုရှင်းပြလိုက်ပါတယ်အန်တီမီဆွန်းကတထေးကျန်ဒေါ်ဟွန်းခန္ဓာကိုယ်တွေကိုရောက်နေတယ်ဆိုတာမယုံတာကြောင့်တထေးကျန်လည်းအန်တီမီဆွန်းရဲ့ခြံနာမှာမမွန်သည့်ပုံစံမဲ့ရှိကြောင်းနဲ့သူတို့တွေတွေ့ဆုံခဲ့တဲ့နေရာလမ်းခွဲခဲ့တဲ့နေရာတွေကိုပါပြောပြပေးလိုက်ပါတယ်တထေးကျန်အန်တီမီဆွန်းမှာကိုယ်ရှိခဲ့တဲ့အကြောင်းဘာလို့မပြောပြခဲ့တာလဲလို့မေးပေမဲ့အန်တီမီဆွန်းကတော့လူမိုက်တယောက်ဖြစ်တဲ့တထေးကျန်ဟာအဖေကောင်းတယောက်ဖြစ်လာမှာမဟုတ်လို့သူတို့နဲ့လာမပတ်သက်နဲ့ဆိုပြီးနှင်ထုတ်လိုက်ပါတယ်တထေးကျန်အန်တီမီဆွန်းသူ့လိုလူမိုက်တယောက်နဲ့မညာစေချင်တာကြောင့်သူ့ဘက်ကနေပဲတစ်ဖက်သက်ထားခဲ့တာဖြစ်ပါတယ်နောက်တရက်မှာတော့စော်ကြီးပဲလေးမင်းဟိုကသူ့မွေးနေ့ပါတီလာခဲ့ဖို့ဟွန်းကျဲအောင်ဖိတ်သွားခဲ့ပြီးတထေးကျန်ကတော့အန်တီမီဆွန်းနဲ့စကားပြောခြင်းလို့တနေရာစီချိန်လိုက်ပါတယ်ဟွန်းကြောင့်မင်းဟိုရဲ့မွေးနေ့ပါတီကိုသွားနေတဲ့အချိန်တထေးကျန်ကအန်တီမီဆွန်းနဲ့သွားတွေ့နေပြီးသူချေရတဲ့သူကိုထားခဲ့ပြီလို့နောင်နာတွေရမိပါတယ်ဆိုပြီးတောင်းပန်နေပါတယ်ဒါပေမဲ့အန်တီမီဆွန်းကတော့တထေးကျန်မှလည်းမိန်းမရှိနေပြီမို့ဘာမှပြန်မြင်လို့မရတော့ဘူးဆိုပြီးဒေါသတွေထွက်နေရတဲ့တထေးကျန်လည်းကောက်နှံပလိုက်ပါတယ်အဲ့ဒါကြောင့်ပဲပါအရိုက်ခံလိုက်ရတဲ့အပြင်တထေးကျန်ရဲ့ခန္ဓာကိုယ်ဟာအသက်မပြည့်သေးတာမို့အန်တီမီဆွန်းကရဲစခန်းမှာတွားတိုက်မယ်လို့ပြောပါတယ်အဲ့အချိန်ကြောက်ပဲလေးကျယ်ကြီးကဘူလီကျောင်းသူတွေဟာဟွန်းညောင်းတခုခုလှုပ်ဖို့ကြံတည်ထားတဲ့အကြောင်းသိသွားပြီးတထေးကျန်ကိုဖုံးဆက်ပြောပြခဲ့ပါတယ်တထေးကျန်လည်းမွေးနေ့ပါတီလုပ်တဲ့နေရာကိုတည်တဲ့မိန်းကလေးတွေကိုခေါ်ကအနောက်ကနေချက်ချင်းလိုက်သွားပြီးမင်းဟိုကသူတိုက်တဲ့အရက်ကိုမတောက်လို့ဆိုပြီးဟွန်းညောင်းကိုအနိုင်ကျင့်နေတာတွေ့လိုက်ရပါတယ်အဲ့ဒါကြောင့်တထေးကျန်လည်းမင်းဟိုအပေါင်းပါတွေကိုပညာပေးလိုက်ကဘူလီကောင်ကိုလည်းပဲပဲနေနေထိုးပေးခဲ့ပြီးဟွန်းညောင်းကတော့သူ့ကိုရိုက်ဖို့လုပ်နေတဲ့မင်းဟိုဘောကိုပိတ်ကန်ပေးခဲ့လိုက်ပါတယ်အဲ့တော့တထေးကျန်နဲ့စော်ယွန်းတို့တွေပူပေါင်းပြီးတထေးကျန်ကိုလောက်ကျမှုစူးစမ်းနေကြတဲ့ဆိုတာမန်နေဂျာဗန်သိသွားလို့တထေးကျန်ကိုပြောပြခဲ့ပါတယ်တထေးကျန်ကလည်းမန်နေဂျာဗန်ကိုဥက္ကဋ္ဌဟန်စီစာရဆောင်သွားဖို့ခိုင်းလိုက်ပါတယ်အန်နီမီဆွန်းကဟွန်းညောင်းတထေးကျန်ကယ်ပေးခဲ့မှန်သိပေမဲ့သူတို့ကိစ္စတွေကိုတမီးဖြစ်သူမသိသေးချင်တာကြောင့်ဝေးဝေးမှနေဖို့မှားထားပါတယ်အဲ့အချိန်ဘူလီကျောင်းသူကတထေးကျန်ကိုရီသားစကားလာပြောလို့တခါတည်းညင်းလို့လိုက်ပြီးဟွန်းညောင်းကပါနောက်ထပ်ရီသားစကားလာပြောလို့ထပ်ညင်လိုက်ရပါတယ်ဟွန်းညောင်းကသူ့ဒေါ်ဟွန်းကိုဖွင့်ပြခဲ့တဲ့အကြောင်းသူ့အမေကိုပြောပြလိုက်တော့ဒေါ်ဟွန်းခန္ဓာကိုယ်ထဲမှာတထေးကျန်ရောက်နေရမို့အန်တီမီဆွန်းလည်းအဲ့လိုမလုပ်ဖို့အသေးအတန်တားနေခဲ့ရပါတယ်နောက်ရက်မှာတော့ဒီကိစ္စကြောင့်အန်တီမီဆွန်းနဲ့တထေးကျန်တို့တွေစကားများနေကြတာကိုဟွန်းညောင်းမြင်သွားတဲ့အခါအထင်တွေလွဲသွားခဲ့ပြီးတထေးကျန်ကလည်းသူဟာအန်တီမီဆွန်းကိုကြိုက်နေရလို့ပြောထည့်လိုက်ပါတယ်တစ်ဖက်မှာတော့တထေးရန်ဆေးရုံရောက်လာခဲ့ပြီးတထေးကျန်ရဲ့ခန္ဓာကိုယ်တက်တော်မဲအချိန်ခန္ဓာကိုယ်ကြီးနိုးထလာလို့တထေးရန်လမ်းပြီးလဲကျသွားကတခါတည်းသတိမေ့သွားပါတယ်တထေးကျန်ရဲ့ခန္ဓာကိုယ်တွေကိုလည်းဒေါ်ဟွန်းရောက်နေတာဖြစ်ပြီးဒေါ်ဟွန်းကအဲ့ဒီပုံစံနဲ့သူ့ရဲ့ဖေးစီကိုရောက်လာတော့ဂျုံဂီလည်းအလန်တကြားဖြစ်သွားပါတယ်အဲ့အချိန်တထေးကျန်ရောက်လာပြီးသူတို့တွေအဖေဖြစ်သူဂျုံဂီကိုဖြစ်ချောင်းကုန်စင်ရှင်းပြလိုက်ကြပါတယ်ဒါကြောင့်ဂျုံဂီကမယုံသေးရမို့ဒေါ်ဟွန်းလည်းသူငငယ်တုန်းကဝတ်သက်ပေါက်လို့အဖေဖြစ်သူကိုယ်တိုင်ဆေးရုံလိုက်ဖို့ပေးခဲ့တဲ့အကြောင်းနဲ့လေပင်းနဲ့ပလင်းအဖုံးတစ်လို့သူ့အဖေကပေးခဲ့တာတွေကိုပြောပြလိုက်မှယုံသွားပါတယ်တထေးကျန်ကဒေါ်ဟွန်းဟာဟွန်းညောင်းကြိုက်နေမှန်းသိရကြောင်းသူ့ကိုကူညီပေးဟွန်းညောင်းနဲ့တွဲရအောင်လုပ်ပေးမယ်လို့ပြောလိုက်ပါတယ်တထေးရန်တို့ကလည်းပျောက်သွားတဲ့တထေးကျန်ကိုလိုက်ရှာနေကြပါတယ်တထေးကျန်ကတော့ဒေါ်ဟွန်းကိုခေါ်ပြီးအန်တီမီဆွန်းစီသွားကသူတို့ရဲ့ဝင်းညင်နေရန်အမှန်ပြန်ရောက်သွားပြီလို့လိန်နေချိန်တထေးရန်တို့တွေရောက်လာပါတယ်အဲ့ဒါကြောင့်တထေးကျန်ကဒေါ်ဟွန်းတို့ကိုမိဖို့ကြောင့်ထဲမှာပုံခန်းလိုက်ပြီးသူတယောက်တည်းလူမိုက်တွေကိုတီးထုတ်ဖို့လုပ်ပေမဲ့အကြေကောင်းတဲ့ဘဲလေးကတိုက်ရိုက်ခိုက်ရီကောင်းနေပါတယ်
အခြေကောက်ဘဲကိုခက်ခက်ခဲခဲတိုက်ခိုက်နေရတဲ့အချိန်ပလင်းနဲ့အရိုက်ခံလိုက်ရတာတောင်ဆက်လက်တိုက်ခိုက်နိုင်နေသေးပေမဲ့အများနဲ့တယောက်မို့လေဗင်းကိုဓာတ်နဲ့အထောက်ခံလိုက်ရပါတယ်အဲ့အချိန်အဒီမီဆွန်းထွက်လာပြီးအခုချက်ချင်းဆိုင်နေရထွက်မသွားရင်အားလုံးသေးမှအေးမဲ့ဆိုကဂတ်ဆိုးကိုဖွင့်ထားပြီးမိချစ်ကန်ရဲ့သားနဲ့ချင်းချောင်းနေပါတယ်အဲ့လိုနဲ့တထေးရန်တို့လည်းကြောက်လန့်ပြီးတော့ထွက်ပြေးသွားကြပါတယ်အဲ့နောက်အန်ဒီမီဆွန်းကဒေါ်မျိုးခန္ဓာကိုယ်ထဲမှာတထေးရန်ရှိနေသေးတယ်ဆိုတာကိုသိပေမဲ့တထေးရန်ရဲ့တကယ်မျက်နှာကိုကြည့်ပြီးတော့သူတို့တွေ19နှစ်တိုင်အောင်လမ်းခွဲခဲ့ရပေမဲ့အမြဲတမ်းလွမ်းနေခဲ့တာဆိုပြီးပြောပြပါတယ်ဥက္ကဋ္ဌဟန်စီတထေးချံပို့လိုက်တဲ့စာတောင်ထဲမှာစောယုံနဲ့တထေးရန်တို့တွေပူပေါင်းကြံစည်ခဲ့တဲ့အကြောင်းနဲ့စောယုံဖောက်ပြန်ခဲ့တဲ့အကြောင်းတွေပါဝင်နေတာမို့အဖိုးကြီးလည်းအပြင်းမှန်တွေအကုန်သိသွားပါတယ်အဲ့ဒါကြောင့်ပြဿနာကိုဖြေရှင်းဖို့သူတမီစောယုံကိုရောသူတမတ်တထေးချံတို့ကိုရောခေါ်ထားခဲ့ပေမဲ့အခုထိတထေးချံရဲ့ခန္ဓာကိုယ်ထဲမှာဒေါ်ဟွန်းရှိနေပါသေးတယ်အဲ့ဒါကြောင့်တထေးချံကအရင်ဆုံးဒေါ်ဟွန်းကိုပဲဥက္ကဋ္ဌကြီးစီလွှတ်လိုက်ပြီးအဝေးကနေမိုင်းနဲ့သူပြောခိုင်းတဲ့အတိုင်းလိုက်ပြောခိုင်းပါတယ်ဥက္ကဋ္ဌကြီးရဲ့အမြင်မှာတထေးချံရဲ့ခန္ဓာကိုယ်တွေကဒေါ်ဟွန်းရဲ့အပြုအမူအပြောအဆိုတွေထူးဆန်းနေပေမဲ့အပြစ်ကျူးလွန်ခဲ့တဲ့သူတမီကိုအမွေဖြတ်လိုက်ပြီးတမတ်ကိုတော့အမွေစားအမွေခံပေးရမယ်လို့ပြောလာပါတယ်စောယုံကတထေးချံမှာမိမနဲ့သမီးတယောက်ရှိကြောင်းထုတ်ပြောလာတော့အဝေးကတထေးချံဒေါ်ဟွန်းကိုညင်လိုက်ဖို့ပြောပေမဲ့ဆက်သွယ်ရေးကရိယာအဲရာတက်နေပါတယ်ဘာမှမကြားရတော့လို့ဘာပြောမှမသိတော့တဲ့ဒေါ်ဟွန်းလည်းဒီအတိုင်းဝန်ခံလိုက်ရပါတယ်ဥက္ကဋ္ဌကြီးကသူ့ကိုအမှန်တွေပြောနေရလားလို့ထမ်းပြီးတော့ဒေါ်ဟွန်းကကိုချေရတဲ့မိသားစုနဲ့နေထိုင်ရတာလားဘယ်ဟာမှပြောစရာမကောင်းဘူးလို့ပြောလိုက်ပါတယ်ဥက္ကဋ္ဌကြီးကအဲ့ဒါဆိုရင်ပိုင်ဆိုင်ခဲ့သမျှအရာအလုံးကိုဆွလို့ပြီးအဲ့ဒီမိသားစုနဲ့နေသွားမှလားလို့မေးလိုက်တော့ဒေါ်ဟွန်းကဟုတ်တယ်လို့ပြောလိုက်ပါတယ်အဲ့လိုနဲ့ဒေါ်ဟွန်းအပြင်ထွက်လာတဲ့အခါတထေးချံဒေါ်ဟွန်းရဲ့စကားတွေအတွက်ကျေးဇူးတင်နေပြီးအဲ့အချိန်စောယုံကကားနဲ့ဝင်တိုင်းလို့တထေးချံဆေးရုံတင်လိုက်ရပါတယ်ဆေးရုံဟွန်းညောင်တို့သားအမိရောက်လာတဲ့အခါဟွန်းညောင်ကသူ့အဖေမျက်နှာကိုဓာတ်ပုံတွေထဲမှာမြင်ဘူးလို့မှတ်မိနေပါတယ်ဒါပေမဲ့ဒေါ်ဟွန်းခန္ဓာကိုယ်ထဲမှာရှိနေတဲ့တထေးချံသူတေရတော့မဲ့အထင်နဲ့သူဟာဟွန်းညောင်ရဲ့ဘေးမှာရှိမနေပေးနိုင်ကြလို့တောင်းပန်နေပြီးသမီးကိုချစ်ပါတယ်ဆိုပြီးပြောနေလို့ဟွန်းညောင်လည်းဥတူတူဖြစ်နေပါတယ်အဲ့အချိန်တထေးချံသတိလစ်သွားတာနဲ့ဒေါ်ဟွန်းမှမေးလက်ကျသွားခဲ့ပြီးခွဲသိက်ခန်းထဲကိုရောက်တဲ့အခါခေါက်ဆွဲဆိုင်ပိုင်ရှင်အဖွားကြီးကိုပြန်မြင်လိုက်ရကသူ့လက်ဆောင်သဘောကျလာလို့မေးပါတယ်6လကြာပြီးရဲ့နောက်မှာတော့သူတို့ရဲ့ဝင်းချင်းတွေသူ့နေရာနဲ့သူပြန်ရောက်သွားခဲ့ကြပြီးဒေါ်ဟွန်းအနာကျင်းတဲ့သူတွေမရှိတော့သလိုတထေးချံကလည်းသူချေရတဲ့သူနဲ့ပြန်လဲပေါင်းဖက်နိုင်သွားခဲ့ပါတယ်